ဟုတ်ကဲ့အခုဆိုလို့ရှိရင်ထညက်ရေကထည့်ထားတဲ့ရေကတစ်ဝက်လောက်ပဲရှိတော့တယ်နော်ပြီးလို့ရှိရင်သူကညောင်စည်းကြအောင်မကြိုဘူးနော်ညောင်စည်းကြအောင်မကြိုဘူးသူ့ကိုဟိုအကြိုမနာလို့ရှိရင်လေရေတအားများနေလေထညက်ရေကကြကြမခံဘူးလေအချင်းပေါက်သွားမှဆိုရတယ်အဲ့တော့သူ့ကိုရေတခုနထည့်ထားတဲ့ရေတစ်ဝက်ကြအောင်ပေါ့ထညက်တွေလည်းကြည်သွားပြီရေလည်းတစ်ဝက်ကြအောင်ကြိုရတယ်နော်ဒါဆိုရပါပြီနော်ဒါကမီးပေါ်မှာမလို့ဒါမီးပူမရှိတော့တဲ့အချိန်မှာအမြုပ်ငြိမ်သွားတဲ့အချိန်မှာကြည်လိုက်သူကရေလေးတွေကနင်းဖြစ်သွားပြီညက်ရေလေးကအဆင်ပြေသွားပြီเนาะအဲ့ဒီအနေထားလေးမှာချပါတယ်เนาะညက်ရေလေးအဲ့ဒီအနေထားလေးမှာချပါတယ်ပြီးရင်ရေညက်ရေကအစားပါတတ်တယ် sorry သဲပါတတ်တယ်သဲပါတတ်တဲ့အကြောင်းမလို့သူ့ကိုတေးသေးချာချာရေစစ်ကလေးတွေနဲ့စစ်ပြီးတော့သုံးပြပါလို့เนาะ